past continuous, past continuous, past continuous. Hello. Today, let's learn about past continuous. Past continuous is really useful for your daily conversation. Okay, past ကိုတော့အရင်သုံးကြတယ် past continuous ကနေတကယ်ကိုအသုံးဝင်တဲ့ tenses တစ်ခုလို့ပေါ့နော်ဆိုတော့ကတချို့တွေကမသိကြသေးဘူး past continuous ကိုဘယ်လိုမျိုးသုံးမလဲယုံကြည်မှုရှိရှိနဲ့ဘယ်နေရာမှာဆိုရင်တော့ past continuous ကိုတူထပ်သုံးလို့ရတယ်ထည့်ပြောလို့ရတယ်ဆိုတာကိုဒီနေ့မှာလေ့လာကြမယ်နော် English Grammar in Use 5th edition ရဲ့ unit 6 လေးရောက်လာပါပြီအဲ့တော့ဒီ book ထဲမှာဆိုရင်tenses တွေကိုပဲသူကဦးစားပေးပြီးတော့ share unit တွေမှာထည့်ထားတယ်ပေါ့နော်ဆိုတော့ဘာလို့လဲ English language ကိုလေ့လာခြင်းလဲဆိုရင်ပြောခြင်းလဲဆိုရင်တော့ဒီ tenses တွေကမရှိမဖြစ်ကိုသုံးရမယ့်ကိစ္စတစ်ခုဖြစ်တယ်အဲ့အတွက်ကြောင့်ဦးစားပေးပြီးတော့သူကထည့်ထားတာဖြစ်ပါတယ် so let's start learning past continuous past ကလုပ်ခဲ့တယ် continuous ကနေတယ်ဆိုတဲ့ဒီအဲ့တော့လုပ်နေခဲ့တယ်အတိတ်ရဲ့အချိန်တစ်ခုမှာလုပ်နေခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောမယ်ဆိုရင် past continuous ကိုသုံးတယ်နော် let's look at example Yesterday, Karen and Joe played tennis. They started at 10 o'clock and finished at 11:30. So,သူတို့ကမနေ့က tennis ဆော့ခဲ့တယ် 10 o'clock ကနေ 11:30 အထိဆော့တာပေါ့နော်တနာရီခွဲပေါ့အဲ့တော့ဒီမနေ့ကရဲ့10 o'clock နဲ့ 11:30 ကြားမှာပေါ့နော်သူတို့ဘာလို့နေခဲ့တာလဲလို့မေးတယ်ဆိုရင်So at 30 they were playing tennis. At 30 မှာသူတို့ tennis ဆော့နေခဲ့တယ်အဲ့ဒါဆိုရင်11 o'clock မှာရော at 11 o'clock they were playing tennis အဲ့ဒီအချိန်တော့တွင်ပဲအချိန်မှာပဲဖြစ်ဖြစ်သူတို့ဒီ tennis ကိုဆော့နေခဲ့တယ် Okay အဲ့တော့ past continuous ကိုသုံးတာကအတိတ်ဖြစ်ရမယ်အတိတ်မှာအချိန်အတိုင်းအတာတစ်ခုဖြစ်ရမယ်အဲ့ဒီအချိန်တိုင်းတာတွင်မှာဒီကိစ္စကိုလုပ်နေတာပေါ့နော်တနာရီလောက်တာဖြစ်ဖြစ်မယ်ဒါမှမဟုတ်မိနစ်30ပဲဇက်တိုက်လုပ်နေတာဖြစ်မယ်2နာရီ3ရင်တာ3နာရီလုပ်ရင်လည်းလုပ်နေမယ်ပေါ့နော်အဲ့လိုဇက်တိုက်လုပ်တဲ့ကိစ္စတစ်ခုဖြစ်ရမယ်ပေါ့အဲ့ဒီအချိန်မှာ past continuous ကိုသုံးလို့ရတယ် Okay အဲ့တော့ was နဲ့ were တော့သိတဲ့အတိုင်း he she it so was we you they so were ပေါ့နော် so အဓိကအချက်ကပါလေ in the middle of doing it at a certain time past continuous ကိုမေးတာပဲဖြစ်ဖြစ်ပြောတာပဲဖြစ်ဖြစ်တို့ကအတိတ်ရဲ့တိကျတဲ့အချိန်တစ်ခုရှိရမယ်အဲ့ဒီအချိန်မှာလုပ်နေဆိုတဲ့ဟာကိုပြောချင်တာဟုတ်နော် Okay this time last year I was living in Hong Kong မနစ်ကဒီအချိန်မှာဆိုရင်ငါဟောင်ကောင်မှာနေထိုင်နေတယ်အဲ့တော့ this time ဆိုတဲ့အတိတ်ရဲ့တိကျတဲ့အချိန်ပူပါတယ် for example last year လောက်ပဲပြောမယ်ဆိုရင်တော့ last year I lived in Hong Kong was living ကိုသုံးချင်မှာတော့ but last year ရဲ့ဒီအချိန်မှာဆိုပြီးတော့အချိန်တိကျကိုပါခြင်းနဲ့ဆိုရင်တော့ past continuous ကိုတူတူသုံးရမယ် the next example what were you doing at 10 o'clock last night last night တော့10 o'clock ဆိုတဲ့တိကျတဲ့အချိန်မှာမင်းဘာလုပ်နေခဲ့တာလဲ Okay I waved to Helen but she wasn't looking ဒါပေမဲ့သူကကြည့်မနေဘူးကိုသူ့ကိုလက်ရမ်းပြလိုက်တဲ့အချိန်မှာသူကြည့်မနေဘူးပေါ့နော် Okay အဲ့ဒီအချိန်လေးမှာပဲဘာလုပ်နေတယ်ဘာလုပ်မနေဘူးလဲဆိုတော့အတိတ်ရဲ့ကိစ္စကိုပြောချင်ရင် past continuous ကိုပြောမယ်အဲ့တော့ past continuous နဲ့ past နဲ့ကို compare လုပ်ကြည့်မယ်ဆိုရင် we were walking home when I met Dan when I met Dan ဆိုတော့ past ရဲ့တိကျတဲ့ချိန်ကို Dan ကိုတွေ့လိုက်တဲ့အချိန်မှာငါတို့တွေလမ်းလျှောက်ပြန်နေတယ်လို့ပြောတယ်ဒီဘက်မှာကျတော့ we walked home after the party last night မနေ့ညကပါတီပြီးသွားတဲ့အချိန်မှာငါတို့အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ကြတယ်ဒါလုပ်ခဲ့တဲ့ကိစ္စ complete action ဖြစ်သွားပြီဒီဘက်မှာကျတော့ဒါလည်း complete ပဲအိမ်ကိုရောက်သွားတာပဲ but when I met Dan ဆိုတဲ့အချိန်လေးမှာတော့ we were walking home လမ်းလျှောက်နေခဲ့တာ Okay Kate was watching TV when we arrived ငါတို့ရောက်သွားတဲ့အချိန်မှာ Kate က TV ကြည့်နေခဲ့တယ် Kate watched TV a lot when she was ill last year မနေ့က Kate ဖျားတော့သူ TV တွေအများကြီးကြည့်ခဲ့တယ်ဒီနှစ်ခုရဲ့ကွာခြားချက်ကိုသတိထားမိမယ်ထင်တယ် Okayတို့တွေက past continuous ကိုဘယ်လိုအသုံးများလဲဆိုတော့လေကိစ္စနှစ်ခုကိုတပြိုင်တည်းပြောတဲ့အခါမှာအသုံးများတယ်အဲ့ဒီကိစ္စနှစ်ခုကတစ်ခုလုံးနေတဲ့အချိန်မှာနောက်တစ်ခုဖြစ်သွားတာ Okay အဲ့တော့ခုနကဆိုရင် Dan ငါတို့ရောက်သွားတဲ့အချိန်မှာ Kate က TV ကြည့်နေခဲ့တယ်အဲ့ဒီကိစ္စနှစ်ခုပြောသလိုမျိုးပေါ့ငါတို့ရောက်တာကိစ္စတစ်ခုသူ TV ကြည့်နေခဲ့တာတစ်ခုဒါပေမဲ့သူကငါတို့မရောက်ခင်တည်းကကြည့်နေတာငါတို့ရောက်သွားတဲ့အချိန်မှာလည်းကြည့်နေတယ်ပြီးတော့ဆက်ကြည့်ရင်ကြည့်မှာပေါ့နော်အဲ့လိုမျိုးဇက်တိုက်လုံနေတဲ့ကိစ္စကို past continuous သုံးပြီးတော့ရောက်သွားတယ်ဆိုတဲ့ဟာကို past tense သုံးတယ်နော်အဲ့တော့ဒီအောက်က sentence တွေအကုန်လုံးကဒီသဘောတရားအတိုင်းပဲ met phone while we were having dinner အဲ့တော့ငါတို့ dinner စားနေတော့မှ met ကဖုန်းဆက်တယ်အဲ့တော့ဒီဟာနောက်တစ်မျိုးမြန်မာလိုပြောလို့ရတယ် met ဖုန်းဆက်တဲ့အချိန်မှာငါတို့က dinner စားနေခဲ့တယ်ဘယ်လိုပြောလုံနေခဲ့တဲ့ကိစ္စကို past continuous သုံးပြီးတော့အဲ့ဒီလုံနေတဲ့အချိန်တော့အတွင်းမှာဂျာဖြတ်ဝင်လာတဲ့ကိစ္စကို past tense သုံးမယ်
no it was raining when I got up ငါနိုးတဲ့အချိန်မှာမိုးရွာနေခဲ့တယ် I saw you in the park yesterday မနေ့ကငါမင်းကိုတွေ့ခဲ့တယ်အဲ့ဒီအချိန်မှာဘာဖြစ်နေရလဲ you were sitting on the grass and reading a book I hurt my back while I was walking in the garden အဲ့တော့ garden ထဲမှာလှုပ်နေတော့မှငါရဲ့ကြောကနာသွားခဲ့တယ်အဲ့တော့ငါကြောနာသွားခဲ့တဲ့ကိစ္စပြီးဒီ walking in the garden လုပ်နေတဲ့အချိန်မှာဖြစ်တဲ့အတွက်ကြောင့်နော်ဒီလိုမျိုး cross နှစ်ခုကိုတို့တွေတွဲသုံးမယ်အဲ့အချိန်မှာလေ when တို့ why တို့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ when တို့ why တို့သုံးပြီးတော့လုပ်နေခဲ့တဲ့ကိစ္စကို past continuous သုံးပြီးတော့ကြားဖြတ်ဖြစ်သွားတဲ့ကိစ္စကို past tense သုံးပြီးတော့တို့တွေ sentence တွေသုံးလို့ရပါတယ်But သို့တော်လည်းဒါလေးအရေးကြီးတယ်နော် we use the past simple to say that one thing happened after another နော်ဒီကိစ္စတစ်ခုလုံးနေတော့ခြားတစ်ခုဖြစ်တာမဟုတ်ဘဲနဲ့ကိစ္စကနှစ်ခုမှာတစ်ခုပြီးမှနောက်တစ်ခုဖြစ်တာမျိုးဆိုရင်တော့နှစ်ခုလုံးကို past tense သုံးရမယ် past continuous သုံးလို့မရဘူးနော် For example I was walking along the road when I saw Dan အဲ့တော့ဒီနေရာမှာ past continuous သုံးထားတယ်ဘာလို့ဆို Dan ကိုတွေ့လိုက်တဲ့အချိန်မှာငါကလမ်းရှောင်နေခဲ့တယ် okay so အဲ့ဒါကြောင့်ငါက stopped ရက်လိုက်တယ် and we talked for a while ရက်ပြီးမှစကားပြောတာတစ်ခုပြီးမှနောက်တစ်ခုလုပ်တာဆိုရင်နှစ်ခုလုံး past tense သုံးမယ်နော် stopped ချင် talked ချင်ဒီ example လေးတစ်ခုကြည့်အောင်ပိုရှင်းသွားလို့နော် when Karen arrived we were having dinner အဲ့တော့ Karen ရောက်လာတဲ့အချိန်မှာငါတို့ညစာစားနေတယ် when Karen arrived we had dinner ဒါကြတော့ဘယ်လိုအဓိပ္ပာယ်ဖြစ်သွားလဲဆိုKaren ရောက်လာတော့မှငါတို့ dinner ကိုစားရတယ်ဆိုရင်အဓိပ္ပာယ်ဖြစ်သွားတယ် we're having ကိုသုံးထားတယ်ဆိုရင်ငါတို့စားနေတော့မှ Karen ကရောက်လာတာ okay နောက်က had ကိုသုံးတယ်ဆိုရင်တော့ Karen ရောက်တော့မှငါတို့ကညစာစားတာနော်အဲ့လိုပြောသွားတာနော်ဆိုတော့ some verbs တချို့သော verbs တွေ no တို့ want တို့လိုမျိုး verb တွေကသူတို့က action လုပ်နေတယ်လို့မျိုးလုပ်နေလို့မရဘူးဥမာ no ဆိုတာသိတယ်ဆိုတာတီးပြီးသိဟိုထမင်းစားတယ်လို့မျိုးစတိုက်စားတယ်လို့မျိုး TV ကြည့်တယ်လို့စတိုက်လုပ်တယ်လို့မျိုးနော်လုပ်နေလို့မရဘူး तू က no ဆိုတာသိတယ် want လိုချင်တယ်အဲ့ဟာကကိုယ်စိတ်ထဲကဖြစ်သွားတဲ့ကိစ္စလीနော်အဲ့တော့ဒါမျိုး state verb တွေဆိုရင်တော့အဲ့ဒီသုံးလို့မရဘူး we were good friends we knew each other well I was enjoying the party but Chris wanted to go home ဒါပဲအဲ့တော့ဒီ verb တွေကြတော့ဟို state verb တွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမသုံးပါဘူး exercise လေးလုပ်ကြည့်အောင် today Helen is wearing a skirt Helen ကဒီနေ့ start ဝတ်ထားတယ် yesterday မနေ့တုန်းကဆိုရင် she was wearing trousers trouser ဝတ်ထားခဲ့တယ်အဲ့တော့သူမတော့ yesterday ပဲပါတယ်ဆိုပြီးမြဲ she wore trousers လို့ past tense လို့ရမရဘူးလားဆိုတော့ရပါတယ်အဲ့တော့ဇာတ်တိုက်တနေ့လုံးဝတ်ထားတယ်ဆိုတဲ့သဘောတရားပါခြင်းနဲ့ဆိုရင် was wearing ကိုသုံးတာပေါ့နော် okay what did he say သူဘာပြောခဲ့တာလဲ I don't know I wasn't listening ဖြစ်မှာပေါ့မသိဘူးငါနားမထောင်နေခဲ့ဘူးသူပြောတာတဲ့အချိန်မှာသူပြောတဲ့အချိန်မှာငါနားထောင်မနေခဲ့ဘူး okay ကိုလုံးမနေခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် wasn't listening ကိုသုံးထားတယ်အောက်က exercise လေးလုပ်ကြည့်နော် which goes with wish အဲ့တော့ဒီကောင်လေးလည်းဆက်ကြည့်ပါ when I got to the cafe my friends were waiting for me we fell asleep while we were watching a film right ရုပ်ရှင်ကြည့်နေတော့မှအိပ်ပျော်သွားတာလေ okay အဲ့လေးလေ try ကြည့်ပါ put the verb into the correct form past continuous လား past simple လားတဲ့တစ်ချက်လောက်ကြည့်အောင် I saw Sue in town yesterday but သူငါ့ကိုမမြင်ခဲ့ဘူး she didn't see me သူကတခြားတစ်ဖက်ကိုကြည့်နေခဲ့တာ she was looking the other way မနေ့ကငါအိမ်ကိုစပိန်စီးပြန်ခဲ့တယ် when a man step out into the road in front of me ငါရှိရလူကြီးကလေလှမ်းထွက်လာတဲ့အချိန်မှာငါကအိမ်ကိုစပိန်စီးပြီးတော့ပြန်နေခဲ့တာအဲ့တော့ဒီကိစ္စတစ်ခုမှာဆိုရင်စပိန်စီးပြန်နေတာကအဲ့ဒီလူကြီးမထွက်လာခင်တည်းကစပိန်စီးပြီးပြန်နေတာလေသူအိမ်ကိုနော်ဒီလူကြီးကမထင်မှတ်ပဲနဲ့ထွက်လာတာပေါ့နော်အဲ့လိုအဲ့ဒီကြားဖြတ်ဖြစ်သွားတဲ့ကိစ္စ stepped ကို past tense သုံးရမယ် when a man stepped out into a road ဆိုပြီးတော့လေဒီဘောကလုံနေခဲ့တဲ့ကိစ္စကိုတော့ I was cycling home ဖြစ်သွားမှာပေါ့နော်Okay အဲ့တော့နောက်ထပ် sentence လေးနဲ့လုပ်ကြည့်ပါ put the verb into the correct form ဒါလေးလည်းဖြည့်ကြည့်နော်ကဲနားမလဲတာရှိရင်မသုံးသက်သေးတာရှိရင်တခုခုမေးချင်တာမျိုးရှိရင်ပဲချင်းမဆို comment မှာပဲဖြစ်ဖြစ်ဝင်မေးထားလို့ရပါတယ် That's all for this lesson so bye see you soon